အားလုံးမင်္ဂလာပါ study video မှာ grade 11 chapter 1ရဲ့ exercise 1.1 မှာရှိတဲ့ number 15 နဲ့ 16 ကိုဆက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်ဒါဆိုရင် number 15 ကိုစကြည့်အောင် the remainder when x power 4 plus 3 square minus 2x plus 2 is divided by x plus a is the square of the remainder when x square minus 3 is divided by x plus a calculate the possible values of a ဆိုဆရာတို့မေးခွန်းလေးကိုတစ်ခေါက်ပြန်ကြည့်အောင် the remainder when x power 4 plus 3 square minus 2x plus 2တဲ့ဒါကဆရာတို့ expression တစ်ခုပေါ့အဲ့ဒီ expression ကို is divided by x plus a x plus a နဲ့စားတဲ့အခါမှာတဲ့အဲ့ရလာတဲ့ remainder ဒီ is the square of the remainder ဒီ remainder ရဲ့ square ဆိုတော့နှစ်ထပ်နဲ့ညီတယ်ဘယ် remainder လဲဆိုရင် x square minus 3ကို x plus a နဲ့စားလို့ရတဲ့ remainder ရဲ့နှစ်ထပ်ကိုတင်ခြင်းနဲ့ညီတယ်တဲ့ဆိုတော့ကျွန်တော်တို့မှာ expression တစ်ခုရှိတယ်ဆိုရင်ရှေ့ကလိုပဲ f of x နဲ့ g of x လို့ပဲဆိုကြပါစို့အဲ့နှစ်ခုလုံးကိုဆရာတို့စားမဲ့ကောင်ကတော့ x plus a ဖြစ်တယ်ဒါဆိုရင်ဒီကောင်က f of negative a ပေါ့ဒီကောင်ကကြတော့sorry ဒီကောင်က g of negative a ပေါ့အဲ့မှာဆရာတို့ကိုပု္ပ္ပာပေးချက်အရာအဲ့ g of negative a ကိုနှစ်ထပ်တင်ခြင်းဒီရဲ့ f of negative a နဲ့ညီတယ်လို့ပေးချင်တာဖြစ်တယ်အဲ့ကနေပြီးတော့ဆရာတို့က possible values of a ရဲ့ဒီ possible values ကိုရှာပြရမှာဖြစ်တယ်ဒါဆိုရင်ဆရာတို့မေးခွန်းလေးကိုဖတ်ပြီးဆိုတော့ပု္ပ္ပာတက်တာကိုတွားလိုက်ကြရအောင် expression ကိုဆရာတို့ကိုတတ်မှတ်ပေးထားတာမဟုတ်တဲ့အတွက်ဆရာတို့ကတတ်မှတ်ပေးလိုက်မယ် let f of x equal x power 4 plus 3x square minus 2x plus 2နောက်တစ်ခါ g of x ကိုလည်းဆရာတို့တစ်ခါတည်းတန်းရေးလိုက် g of x က x square minus 3ပြီးတဲ့အခါကျရင်ဆရာတို့ခိုင်းလို့ပဲစာလေးရေးမယ် when f of x and g of x are divided divided by x plus a ဆိုတော့ x plus a နဲ့စားမယ်စားတဲ့အခါမှာ remainder ဒီဆိုတော့ပေးချက်ကိုတစ်ခါလေးပဲတန်းရေးလိုက်တော့ပေါ့အဲ့တော့ f of negative a equal ဒီမှာက g of negative a the whole square နဲ့ညီမယ်ဒါဆိုရင်ဆရာတို့ကဒီ f of x ရဲ့ x နေရာမှာ negative a တွေလိုက်ထည့်ရမယ် g of x ရဲ့ x နေရာမှာလည်း negative a လိုက်ထည့်ရမယ် okay ပြီးရင်ဆရာတို့ဒီမှာကဒီနှစ်ထပ်လေးမကြံခဲ့ဖို့အရေးကြီးတယ်ပေါ့ဟုတ်ပြီဒါဆိုရင်ဆရာတို့အစားသွင်းကြရအောင်ဒါဆိုရင်ဆရာတို့ x power 4မှာ negative a ထည့်မယ်ဆိုတော့ဒီ negative ကိုစုံတဲ့တင်ရအပေါင်းဆို a power 4ပဲဆရာတို့ရမယ်နောက်တစ်ခါဒီမှာဆရာတို့နှစ်ထပ်တင်တော့လက္ခဏာအပေါင်းရမယ်ရှေ့ကလည်းအပေါင်းပဲဆိုတော့အပေါင်း 3x square ဆိုတော့ 3a square ဖြစ်သွားမယ်ပြီးတဲ့အခါကျရင်ဒီမှာကအနှုတ်ရမယ်ရှေ့ကအနှုတ်နဲ့ဆိုတော့ဆရာတို့အပေါင်းပဲပြင်ရမယ် 2x ဆိုတော့ 2a ဖြစ်သွားမယ် plus 2 equal နောက်ဒီနာမှာဆရာတို့ negative a ကိုထည့်မယ်ဆိုတော့ a square ရမယ်ပြီးရင်နောက်က minus 3ကတော့ constant အဲ့ဒီပုံမှာဆရာတို့က the whole square ရှိမယ်ဒါဆိုရင်ရှင်းမှာဆရာတို့ရှင်းလို့မရသေးဘူးဆိုတော့ဒီတိုင်းထားလိုက်မယ် a power 4 plus 3a square plus 2a plus 2 equal ဒီမှာကတော့ဆရာတို့နှစ်ထပ်ကိန်းကိုရှင်းတဲ့ပုံစံနဲ့ရှင်းလိုက်မယ်ဆိုရင် a power 4 minus 6 a square plus 9ဆိုပြီးတော့ဆရာတို့ရသွားမယ်ဒါဆိုရင် a power 4နဲ့ a power 4နဲ့က cancel ဖြစ်သွားမယ်ဒီမှာ negative 6a ရှိတယ်ဆိုတော့ဒီကကောင်နဲ့လှမ်းရှင်းလိုက်လို့ရှိရင်ဆရာတို့ကဒီမှာ 9a square ရသွားမယ် 2a ကတော့ရှင်းစရာမရှိဘူးဆိုတော့ plus 2a နောက်တစ်ခါဒီကောင်ကဆရာတို့ဒီကောင်ကဒီမှာလာရှင်းလိုက်ရင် negative 7 equal 0ဆိုပြီးတော့ right hand side မှာ0ပဲကျန်ခဲ့မယ်အဲ့ဒီမှာဆရာတို့ကဒီ equation ကို reduce လုပ်လို့မရဘူးပေါ့နော်ဒါဆိုရင်ဆရာတို့စာဝိုင်းခွဲလိုက်ကြရအောင်စာဝိုင်းခွဲမယ်ဆိုတော့ဆရာတို့မှာနှစ်ကွင်းရမယ်အဲ့နှစ်ကွင်းစလုံးဒီ0နဲ့ညီမယ် 9a square ကိုဆရာတို့ခွဲလို့ရတာက9a နဲ့ a နဲ့ခွဲလို့ရတယ်နောက်3နဲ့1နဲ့ sorry 3နဲ့3နဲ့လည်းခွဲလို့ရသေးတယ်ဒီမှာ 9a နဲ့ a နဲ့ဆရာတို့စမ်းခွဲကြည့်လိုက်မယ်7ကိုကဆရာတို့2ရအောင်ခွဲရမယ်ဆိုတော့ဒီမှာက7ဆိုရင်ဒီမှာက1ဖြစ်မယ်ဆရာတို့လိုချင်တာကဒီမှာအပေါင်းဖြစ်တဲ့အတွက်ဒီကောင်ကိုအပေါင်းထားလိုက်ပြီးတော့ဒီကောင်ကိုအနှုတ်ထားလိုက်မယ်ဒါဆိုရင်ဆရာတို့ပြန်ပြီးတော့စဉ်းစားကြည့်မယ်ဒီနှစ်ခုမြောက်လိုက်ရင် negative 7a ဒီနှစ်ခုမြောက်လိုက်ရင် positive 9a နှုတ်လိုက်ရင်ဆရာတို့လိုချင်တဲ့ elegant 2 ရအောင်
ပြီးတဲ့အခါမှာ negative 7နဲ့ plus 1နဲ့မြှောက်လိုက်ရင်လည်း negative 7ပြန်ရမယ်ဆိုတော့ဆရာတို့ရဲ့စာဝဲကိန်းကမှန်ပြီလို့ပြောလို့ရပြီဒါဆိုရင်ဆရာတို့ဒီနှစ်ကွင်းမြောက်ချင်းဒီ0နဲ့ညီတယ်ဆိုတာဒီအထက်ကဒီ green တစ်ခုက0ဖြစ်နေလို့ပေါ့ဒါကြောင့် 9a minus 7ဒီပဲ0နဲ့ညီမယ် or a plus 1ဒီလည်း0နဲ့ညီနိုင်တယ်အဲ့တော့ဆရာတို့ဒီကောင်ကိုရှင်းလိုက်တဲ့အခါကျရင်နှစ်ဖက်စလုံးကို7ပေါင်းမယ်9နဲ့စားမယ်ဒါဆိုရင် a equal 7 over 9သို့မဟုတ်a equal negative 1ဆိုပြီးတော့ဆရာတို့ possible values တွေရသွားမှာဖြစ်ပါတယ်နံပါတ်15ကတော့ဆရာတို့ဒါပါပဲဒီလိုလေးပါဆိုရင်နောက်တစ်ခုဆရာတို့နံပါတ်16ကိုဆက်ကြည့်ရအောင်ရှင်းကလိုပဲဆရာတို့နံပါတ်16ရဲ့မေးခွန်းလေးကိုလည်းဖတ်ကြည့်အောင် the expression ax cubed minus x squared plus bx minus 1ဒီကောင် expression ပေါ့နော်အဲ့ဒီ expression ကို f of a ပဲဆိုပါစို့ sorry f of x ပဲဆိုပါစို့ဆရာတို့ဒီမှာ x နဲ့ပေးတာဆိုအဲ့ဒီ expression ဒီရဲ့ leaves the remainder of negative 33 and 77သူ့မှာ remainder နှစ်ခုရှိတယ်တဲ့ negative 33နဲ့77နဲ့1 divided by x plus 2 and x minus 3 respectively x plus 2နဲ့ x minus 3နဲ့အသီးသီးစားတဲ့အခါမှာ remainder ကလည်းနှစ်ခုရှိတယ်တဲ့ negative 33နဲ့77နဲ့ဆရာတို့ဒီမှာပေးထားတဲ့ဒီ respectively ဆိုတဲ့စကားလုံးလေးရှိတဲ့အတွက်ကြောင့်မလို့ဆရာတို့မှာdivisor က x plus 2ရဲ့ x minus 3ရဲ့ဒီရှေ့အကောင်ရဲ့ remainder က negative 33ဖြစ်ပြီးတော့ sorry နောက်အကောင်ရဲ့ remainder ကတော့77ဖြစ်တယ်လို့ဆရာတို့ကသိရမယ်ဒီမှာဆရာတို့ရှာခိုင်းတာက find the values of a and b a နဲ့ b ရဲ့ values တွေကိုရှာပေးပါတဲ့ရှာပေးပြီးလို့ရှိရင်ဆရာတို့ကအရှိကလိုပဲဒီပုံစံလေးရှိမှပြတ်ဘူးတဲ့ f of x ညမှာဒီ a တန်ဖိုးတွေပြန်စသွင်းပြီးတော့ဒီ expression ကြီးကိုပြန်ရေးလိုက်မယ်ပေါ့ပြန်ရေးပြီးတဲ့အခါကျရင် the remainder 1 divided by x minus 2အဲ့ဒီပြန်ရေးပြီးသားဒီ expression ကို x minus 2နဲ့စားလို့ရတဲ့ remainder ကိုရှာပေးပါတဲ့ဒါဆိုရင်တော့ဆရာတို့ပုံစံတွက်ထားကြည့်အောင်ဆိုတော့ number 16ဒီလေဆရာတို့ကို expression ကဘာမှပြောမထားတဲ့အတွက် f of x လို့ထားလိုက်မယ် let f of x equal as cubed minus x squared plus bx minus 1အဲ့တော့ remainder နှစ်ခုရှိတယ် divisor နှစ်ခုရှိတယ်ဆိုတော့ 1 f of x is divided divided by ပထမဆုံးတစ်ခုကဆရာတို့ x plus 2နဲ့စားလိုက်မယ်ဒီမှာတော့ကြိုက်တာစားလို့ရတယ်ဆရာတို့ကဒီ x plus 2ဆိုရင်တော့ negative 33ဖြစ်ရမယ် x minus 3ဆိုရင်တော့77ဖြစ်ရမယ်ဒါဆိုရင် x plus 2ဆိုလို့ရှိရင်the remainder remainder theorem အရ remainder ဒီ f of negative 2ဖြစ်တယ်ပုံစံရဲ့ပေးချက်အရအဲ့ဒီ f of negative 2ဒီ negative 33နဲ့ညီသွားမယ်ဒါဆိုရင်ဆရာတို့ဒီ x နေရာမှာ negative 2ထည့်ရအောင်ဆိုတော့ဒီမှာဆရာတို့3ထပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်အနှုတ်နဲ့ရမယ်အဲ့တော့အနှုတ်ထွက်မယ် a ကတော့ a ပဲဒီမှာ2 3နဲ့ဆိုတော့8ဆိုတော့ h a ဒီမှာကဆရာတို့အနှုတ်ထည့်လိုက်ရင်အပေါင်းရမယ်အပေါင်းနဲ့8ကအနှုတ်နဲ့ဆိုတော့ဒီကောင်အနှုတ်ဖြစ်သွားမယ် x square ဆိုတော့4ဒီမှာက bx ဆိုတော့ negative 2b minus 1 equal negative 33ဆိုပြီးရမယ်ဆရာတို့ရှင်းလို့ရတာတွေကြည့်လိုက်တော့ဒီမှာ constant အချင်းချင်းရှင်းလို့ရတယ်ဒီမှာလည်း constant ရှိတယ် negative ha နဲ့ဒီက negative 2b နဲ့ကိုပြန်ထားလိုက်မယ်ဆိုတော့ဒီကောင်ကဆရာတို့ရသွားမှာဒီမှာက negative 5ရမယ်ဒီကောင်နှစ်ခုရှင်းလိုက်ရင်က negative 5ဒီ negative 5ကဒီဘက်ကိုသွားလို့ရှိရင် positive 5ဖြစ်မယ်ဆိုတော့ negative 33နဲ့ရှင်းလိုက်မယ်ဆိုရင်ဒီမှာက negative 28ဆိုပြီးရသွားမယ်ညီမျှချင်းကိုကြည့်လိုက်တဲ့အခါမှာဆရာတို့ဒီမှာ negative တွေမလိုချင်ဘူးနောက်တစ်ခါညီမျှချင်းမှာစုံနေဖြစ်နေတဲ့ကြောင့်မို့ဆရာတို့အငယ်ဆုံးဖြစ်တဲ့2နဲ့ reduce လုပ်လို့ရတယ်2နဲ့လိုက်စားလို့ရတယ်ပေါ့ဒါဆိုရင်2နဲ့စားလို့ရှိရင်ဆရာတို့ရမှာကဒီကောင်ကိုဆရာအရောင်လေးတစ်ခုနဲ့ခွဲရေးလိုက်မယ်ဒီမှာရမှာဒီ 4a plus b equal ဒီမှာက28ဆိုတော့တစ်ဝက်က14ဖြစ်သွားမယ်ဒါဒီဆရာတို့ရဲ့ equation 1ဖြစ်တယ် okay ဒါပြီးနောက်ထပ်ဆရာတို့ပေးချက်အရာx minus 3နဲ့စားရမယ် when f for x is divided by x minus 3 နဲ့စားမယ်ဒါဆို remainder theorem ရ remainder the remainder equal f of 3
ဆိုတော့ f of 3ဒီပေးချက်အရာ77နဲ့ညီမယ်ဒါဆိုရင် f of x ရဲ့ x နေရာမှာဆိုတော့3ကိုထည့်ရတော့ဒီမှာ as cube ဖြစ်တဲ့ကြောင့်မလို့ 3 cube ဖြစ်မယ်3 cube ဒီ27ဆိုတော့ 27a ဖြစ်မယ်နောက်တစ်ခါဆိုတော့အပေါင်းထည့်မှာဆိုတော့ဒီအနှုတ်ကအနှုတ်ပဲရမယ် negative a square က3 square ဆိုတော့ဒီကောင်က9ဖြစ်မယ် and bx ဆိုတော့0ရမှာဒီ plus 3b ရမယ်နောက်က negative 1ဒီ negative 1ကတော့ constant ဆိုတော့ထည့်လို့မရတော့ equal 77ဒါကိုလည်းဆိုတော့ရှေ့ကလို့ရှင်းမယ်ဆိုတော့ 27a နဲ့ plus 3b နဲ့ကတော့ဘာမှလုပ်လို့မရဘူးဒီမှာကြည့်လိုက်တဲ့အခါမှာ constant က negative 9ရဲ့ဒီကောင်က negative 1ရဲ့ဆိုတော့ negative 10ရမယ်negative 10ကိုဒီဘက်သွားလို့ရှိရင် positive 10ဖြစ်မယ်တနည်းအားဖြင့်နှစ်ဖက်စလုံးကို10ပေါင်းလိုက်မယ်ဒါဆို10ပေါင်းတဲ့အခါမှာရမှာဒီ87ကိုရသွားမယ်87အဲ့တော့ဒီမှာဒီ coefficient တွေကိုကြည့်တော့27ရဲ့3ရဲ့87ရဲ့ဆိုတော့ reduce လုပ်လို့ရတယ်ပေါ့3နဲ့လိုက်ပြီးတော့စားလို့ရတယ်ဆိုတော့ဒီကောင်က3နဲ့စားရင် 9a plus ဒီကောင်3နဲ့စားရင် b plus ဒီကောင်က29ဆိုပြီးတော့ရသွားမယ်ဒီကောင်ကိုတော့equation 2လို့ထားလိုက်မယ်ဆိုရင် equation 1နဲ့2နဲ့ကိုကြည့်လိုက်တော့ဘာလုပ်လို့ရလဲဆိုရင် b ကတခါတည်းတန်းပြီးတော့ eliminate လုပ်လို့ရတယ် b ကို eliminate လုပ်ဖို့အတွက်ခြေဖို့အတွက်ဆိုလို့ရှိရင်နှုတ်မှရမှာပေါ့ဒါကြောင့်စာလေးရေးမယ် equation 1 minus 2လို့ပဲရေး2 minus 1လို့ပဲရေးဒီလိုပါပဲအဲ့တော့နှုတ်လိုက်မယ်ဆိုတော့ဒီ b ကဒီကောင်ကလက္ခဏာအနှုတ်ဖြစ်သွားမယ်ဆိုတော့ 9a တဲကနေ 4a ကိုနှုတ်တော့ရမှာက 5a အဲ့ဒီ 5a ဒီ negative ကကြီးတော့ negative ဖြစ်မယ်ဒီမှာအနှုတ်ရဲ့ဒီပဂရိတံပေါ်ကြီးတော့ဒီမှာအနှုတ်ယူပေးရအောင် okay ပြီးရင် b ကတော့ eliminate ဖြစ်သွားမယ် b ပျောက်ပြီးတော့ negative 29ရဲ့ကနေဘာနှုတ်မလဲဆိုရင်ဒီ 14ကိုနှုတ်မယ်အဲ့တော့ရမှာက15ရမယ်အဲ့မှာ negative ကကြီးတော့ဒီမှာလည်း negative ပါရမယ်ဒါဆိုရင်နှစ်ဖက်စလုံးကို negative 5နဲ့စားလိုက်လို့ရှိရင် a equal 3ဆိုပြီးတော့ a တန်ဖို့ရတော့မှာဖြစ်တယ် a တန်ဖို့ရပြီဆိုတော့equation 1နဲ့ပဲရှာ equation 2နဲ့ပဲရှာ b ကိုရှာလို့ရပြီဆိုတော့ substitute a equal 3 in equation ဆရာကတော့1မှာထည့်လိုက်မယ် 4a ဖြစ်တဲ့အတွက်4 times 3က12ဖြစ်မယ် plus b ကတော့ b ပဲ right hand side မှာက14ရှိမယ်ဆို b ကိုလိုချင်နှစ်ဖက်စလုံးမှာ12နှုတ်လိုက်ရင် true ဆိုပြီးတော့ b တန်ဖို့ကိုရတော့မှာဖြစ်တယ် a နဲ့ b ရပြီဆိုရင်ရဲ့ f of x ကိုပြန်ရေးကြရအောင်ဆိုတော့ဒီနားလေးမှာရေးလိုက်မယ် therefore f of x equal asq လို့ပြောထားတာဖြစ်တဲ့အတွက် a က3ဆိုရင် 3sq နောက်တစ်ခါ negative x square ဆိုတော့ဒီကောင်ကထည့်စရာမရှိဘူး negative x square bx လို့ပြောတာဖြစ်တဲ့အတွက် plus 2x minus 1နောက်က constant ကတော့ရှိမယ်အဲ့တော့ဒါဒီဒီတန်ဖိုးရှာပြီးသား f of x ဖြစ်တယ်အဲ့ကနေပြီးတော့ပုတ်ထားတဲ့ဘာဆက်လုပ်ခိုင်းထားလဲဆိုရင်ဒီကောင်ကို x minus 2နဲ့စားပြီးတော့ remainder ရှာခိုင်းထားတယ်ဒါကြောင့်ထပ်ရှာပေးမယ်1 f of x is divided divided by x minus 2ဒါဆိုရင် remainder theorem ရ REMAIN GER the remainder equal f of 2ဆိုပြီးတော့ရမယ်အဲ့ဒီမှာf of 2ထည့်မယ်ဆိုတော့ဒီကောင်က2ထည့်လိုက်ရင်2 power 8က sorry 2 power 3က8နဲ့ညီမယ်8 times 3ဆိုတော့24ဒီကောင်ကတော့ negative ပဲ2 square ဆိုတော့ 4 plus ဒီမှာက2 times 2က 4 minus 1ဆိုတော့ဒီကောင်ကကျေသွားမယ်ဒါဆိုရင်24 minus 1ဆိုတော့23ဒါဒီ series ရဲ့နောက်ဆုံး final answer ဖြစ်တယ်ဒါဒီ series ရှာခိုင်းတဲ့ remainder ဖြစ်တယ်ဒီဗီဒီယိုကဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုကြရင်တော့ series ဒီ remainder theorem ကိုပဲမတူတဲ့ပုံစံလေးနဲ့နောက်ထပ်တစ်မျိုးထပ်ရှိသေးတယ်ပေါ့ဒါကိုဆက်လေ့လာမှာဖြစ်ပါတယ် Thanks for watching have a nice day Yeah.